Birma is een mislukte staat en မြ ontwikkelt မ zich ရေး in ဖြည့် rap ရှင် tempo ဖို့ tot Trump ဆိုရမှာအချိန်သိမ့်မရှိတော့ကြောင်းနဲ့ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်ဖို့အမေရိကန်လွှတ်တော်အမတ်တွေကနိုဝင်ဘာလ19ရက်မှာ Trump အစိုးရကိုတိုက်တွန်းခဲ့ပါတယ်။ အမေရိကန်အောက်လွှတ်တော်နိုင်ငံသားရေးကော်မတီကဦးဆောင်ကျင်းပတဲ့ထွက်ပေါက်မရှိသောမဟာဗျူဟာမြန်မာနိုင်ငံရဲ့အဆုံးမဲ့အကျက်တဲနဲ့အမေရိကန်ရဲ့အကန့်အသတ်ရှိသောရွေးချယ်စရာများခေါင်းစဉ်နဲ့ကြားနာပွဲမှာအခုလိုတိုက်တွန်းခဲ့တာပါ။ဒီကြားနာပွဲမှာအမေရိကန်အောက်လွှတ်တော်ရဲ့နိုင်ငံသားရေးရာအရှိအာရှနဲ့ပစိဖိတ်ဆက်ကော်မတီဥက္ကဋ္ဌရှမ်ကင်းကမြန်မာနိုင်ငံဟာကြာဆုံးနိုင်ငံတော်တစ်ခုဖြစ်နေပြီးကမ္ဘာရာဇဝတ်မှုတွေရဲ့ဗဟိုချက်ဖြစ်လာတယ်လို့ပြောဆိုခဲ့ပါတယ်။မြန်မာလူဦးရေရဲ့တဝက်ကျော်မှာစီးရဲမွဲတေမှုဖြစ်နေထိုင်နေကြရပြီးလူပေါင်း3.6 တန်းနီးပါးမှာလည်းပြည်တွင်းမှာနေရက်စွန့်ခွာထွက်ပြေးနေကြရပြီးလူတန်းပေါင်းများစွာဟာလည်းအိန္ဒိချင်းနိုင်ငံတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်။ဒါအပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံစီထွက်ပြေးခိုလုံနေကြရတဲ့ရိုဟင်ဂျာဒုက္ခသည်1.3 တန်းရှိနေတယ်လို့လည်းပြောကြားခဲ့ပါတယ်။မြန်မာစစ်တပ်ဟာနိုင်ငံအာဏာကိုတင်းကျပ်စွာဆုပ်ကိုင်ထားပြီးရွေးကောက်ပွဲအတွက်ပြင်ဆင်နေတာကြောင့်ဒီရွေးကောက်ပွဲကိုအမေရိကန်နိုင်ငံအနေနဲ့ပုံမပြင်းထန်တဲ့တုံ့ပြန်မှုတွေလှုံ့ဆော်ဖို့လိုအပ်နေပြီလို့လည်းပြောကြားခဲ့တာပါ။မြန်မာစစ်အုပ်စုနဲ့ဆက်ဆက်နေတဲ့ကြားဖြန့်အွန်လိုင်းငွေလိမ်ကိုင်းတွေပြန့်နှံ့လာတာလူကုန်ကူးမှုတွေနဲ့အတူစစ်ကောင်စီကတရားဝင်မှုရရှိဖို့အတွက်တရုတ်နဲ့ရုရှားပေါ်မိခိုနေကြောင်းလည်းပြောဆိုခဲ့ပါတယ်။ဒီကြားနာပွဲမှာအမေရိကန်လွှတ်တော်အမတ်တွေကမြန်မာရေးအကြက်တဲကိုဖြည့်ရှင်းဖို့အတွက်ဒေသတွင်မိဖက်ဆက်ဆံရေးမြင့်တင်ဖို့နဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုပြင်းပြင်းထန်ထန်တားဆီးဖို့လည်းတိုက်တွန်းခဲ့ပါတယ်။အလားတူမြန်မာနိုင်ငံအတွက်လူမျိုးတုံးတပ်ဖြတ်မှုဆိုင်ရာတာဝန်ခံမှုနဲ့ကာကွယ်စောင့်ရှောက်ရေးအဥပဒေ Burma Genocide Accountability and Protection Act ကိုလည်းပြဋ္ဌာန်းရန်ထရန့်အစိုးရကိုတိုက်တွန်းခဲ့ကြတယ်လို့လည်းသိရပါတယ်။